ပွဲလို့တိုင်းဖုံးဆက်တယ်အဲ့လိုမျိုးပွဲလို့တိုင်းအကိုကအမြဲတမ်းအကိုနဲ့အမဝိုင်းရမိတယ်ကျွန်တော် miss ပွဲတွေလောက်တာတော့တိုင်းတွေပါလုပ်ပဲအချက်တွေပါလုပ်ပဲဒီကကိုရီမိုက်ဝင်းရင်ပြီးတော့ခုတော့ဘယ်လောက်ထိခုံတက်ဝမ်းတာလဲပုံတက်တာလည်းဝမ်းတာလည်းချစ်လဲချစ်တာငယ်ငယ်လေးလီးစားတယ်အကိုနဲ့အမတွေအရန်ချစ်တာကိုနဲ့မခင်မီတဲ့အဲ့လိုတောင်ကြီးတွေလာပြီဆိုရင်တော့အရန်ယူတော့တာမဆင်လာပြီဆိုတော့မဆင်ဟိုအဲ့လိုမျိုးခေါ်ပုတ်ချော်လေးနဲ့တော့ပေးရတော့ကိုရန်လေးဆိုအဲ့ငယ်ငယ်လေးကအချစ်ချင်းတွေမမောင်လို့အရှုံးပေးမယ်လေကျောင်းလေးတွေတွားပြီးကြည်တာလေဟိုအခုတော့မခင်မီတဲ့လေးစားတဲ့သူကတကယ်ကိုချစ်တဲ့ညီလို့ပေါ့သူတို့ကသူရိုက်လို့တာမရှိဘူးသူကပေးဆက်ချင်တာပဲသူအမြဲတမ်းပေးနေတာအဲ့လိုမျိုးခွန်ချိုလေးကလေစိတ်ရင်းစေတနာရမ်းကောင်းပါတယ်အဲ့ဒါသူ့အတွက်လည်းအမြဲဆူတောင်းပေးတယ်အောင်မြင်ပါသည်အတမကြီးကောင်းပါစေအစရရပတ်စုံတိုးတက်ပါစေပေါ့ဆင်လဲဒါခုနလက်ကနေတော့ပပမယ်တော့ပြောသွားမမညံတော့ကန်ကောင်းမယ်လို့ပြောတယ်နော်အဲ့တော့ကိုယ်ကတော့ဒီလိုမျိုးဒါမမြင်ရတဲ့ဒီလိုမျိုးကပုံကိုယ်တွေကိုယုံကြည်ကြရဲ့မောင်မိုက်တွေမှာပါတာဘယ်လိုလေးရှိလဲအဲ့ဒါပြောပေးပါဘယ်လိုပြောမလဲကျွန်တော်တို့တွေကပေါ့နော်နတ်ဆိုတာကမယုံလို့မရဘူးဟိုကျွန်တော်တို့ရိုးရလည်းဖြစ်တယ်ကျွန်တော်တို့39မင်းဆိုတာလည်းကျွန်တော်ကိုယ်နဲ့မောင်သက်ကလည်းရှိတယ်ကျွန်တော်ရိုးရနတ်တွေလည်းရှိတာပေါ့နော်ကျွန်တော်အမိအဖတွေလက်ထက်ထဲကကိုးကလာတဲ့ကျွန်တော်ဆိုတော့ဘေးကမြင်းပြူရှင်ပေါ့နော်အညာသားအမေကအောက်သူဆိုတော့ရန်ကုန်သူဆိုတော့တလိုင်းအမေနန်ဂရိုင်းပေါ့အဲ့တော့ကျွန်တော်တို့ဒူလူရိုးရတဲ့ကူးွက်တာရှိသလိုဒီလိုပွဲမျိုးတွေမှာလည်းကျွန်တော်ဗာလီနက်စာကျွေးပွဲတွေမှာလည်းကျွန်တော်တို့လာပြီးတော့အဲ့လိုစေတဲ့ရည်စူးဆူတောင်းပေါ့နော်အဲ့တော့ဘောမေတော်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ငယ်ငယ်လေးတွေကအဲ့လိုစေတဲ့မှာချစ်လာခဲ့ရတဲ့မေတော်ကြီးဖြစ်တဲ့အတွက်မေတော်ကြီးဆူတောင်းပြီးရင်လည်းအရာရာခုအတွက်ကပြည့်စုံတယ်လို့ခံယူပါတယ်အဲ့လိုပြည့်စုံမယ်လို့လည်းပြည့်စုံခဲ့ပူပါတယ်အဲ့ဒါကြောင့်မလို့အခုလည်းဆူပြီးတဲ့အတိုင်းပြည့်ပါစေလို့လည်းဆူတောင်းပါတယ်မဆင်လည်းအဲ့လိုပါပဲသူကလည်း तू မပြောတတ်လို့သာပြီးတော့အရန်ကြိုးစားတယ်အလုပ်တွေလည်းအောင်မြင်တယ်သူ့နတ်ပွဲဆိုလို့ရှိရင်ဒါ3နှစ်တခါပေးတဲ့အောင်ပွဲတွေပေါ့နော်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့တစ်တွေသူပေးတဲ့ရက်နဲ့တိုက်ဆိုင်လို့ရှိရင်အမြဲတမ်းသွားပါတယ်အခုလည်းဒါတိုက်ဆိုင်ဖြစ်လို့ကျွန်တော်လာပြီးတော့ဝင်းရံပေးတာပါခွန်ကျဆိုရင်ဒါဆိုလို့ရှိရင်ဒါကျွန်တော်အမေတို့သူကဟိုကျွန်တော်ကိုစားပေါ့အမေတို့ကိုကြည်စုပြီးတော့ပတ်စံ5သိန်းဒီဓမ္မကြီးတို့ကိုလှူပေးထားတာရှိဖရာကြီးတို့ကိုလှူပေးထားတာရှိတယ်နော်ဟုတ်ကဲ့ရွှေသင်္ကန်းတော့ပေါ့ရွှေသင်္ကန်းတော်အတွက်ကိုလှူပေးထားတာအဲ့လိုပေါ့ဟိုအမေတို့ကလည်းလှူပြီးတယ်ကျွန်တော်တို့အတွက်ကိုလည်းသူကအဲ့လိုမျိုးတိတက်တယ်ပေါ့နော်ကျွန်တော်တို့လည်းအမြဲတမ်းဂါရောပြုတယ်ရှိပါတယ်အဲ့ဒါကြောင့်ကိုညီလေးတယောက်လို့ညီရင်းတို့သဘောထားပြီးတော့သူပွဲလို့လာပြီးတော့အားပေးတာပါဗျာမောင်နှမတို့ဖြစ်တဲ့ဟာကြာသူတခုခုဆိုတတိယနော်ပွဲလို့တိုင်းပေါ့နော်ပွဲလို့တိုင်းဖုံးဆက်တယ်အဲ့လိုမျိုးပွဲလို့တိုင်းအကိုကအမြဲတမ်းအကိုနဲ့အမဝိုင်းရမိတယ်ကျွန်တော် miss ပွဲတွေလောက်တာတော့တိုင်းတွေပါလုပ်ပဲအချက်တွေပါလုပ်ပဲအဲ့ဒီကကိုရီမိုက်ဝင်းရင်ပြီးတော့ခုတော့ဘယ်လောက်ထိခုံတက်ဝမ်းတာလဲပုံတက်တာလည်းဝမ်းတာလည်းချစ်လဲချစ်တာငယ်ငယ်လေးလီးစားတယ်အကိုနဲ့အမတွေအရန်ချစ်တာကိုနဲ့မခင်မီတဲ့အဲ့လိုတောင်ကြီးတွေလာပြီဆိုရင်တော့အရန်ယူတော့တာမဆင်လာပြီဆိုတော့မဆင်ဟိုအဲ့လိုမျိုးခေါ်ပုတ်ချော်လေးနဲ့တော့ပေးရတော့ကိုရန်လေးဆိုအဲ့ငယ်ငယ်လေးကအချစ်ချင်းတွေမမောင်လို့အရှုံးပေးမယ်လေကျောင်းလေးတွေတွားပြီးကြည်တာလေဟိုအခုတော့မခင်မီတဲ့လေးစားတဲ့သူကတကယ်ကိုချစ်တဲ့ညီလို့ပေါ့သူတို့ကသူရိုက်လို့တာမရှိဘူးသူကပေးဆက်ချင်တာပဲသူအမြဲတမ်းပေးနေတာအဲ့လိုမျိုးခွန်ချိုလေးကလေစိတ်ရင်းစေတနာရမ်းကောင်းပါတယ်အဲ့ဒါသူ့အတွက်လည်းအမြဲဆူတောင်းပေးတယ်အောင်မြင်ပါသည်အတမကြီးကောင်းပါစေအစရရပတ်စုံတိုးတက်ပါစေပေါ့ဒီနေ့ပဲလေ surprise လေးဒီနေ့ဒါလုပ်ပေးထားတယ်ဟုတ်တယ်ရန်ဝန်းတာအရန်ဝန်းတာတယ်အမေတို့လည်းကုတူရတာပေါ့နော်သူလည်းကုတူရတာပေါ့ဆက်စင်ရပါတယ်လို့လည်းဆူတောင်းပေးပါတယ်ကိုချိုးတော့ကူလေအဲ့တော့ဒါမဆင်လဲဒါခုနလက်ကနေတော့ပပမယ်တော့ပြောသွားမမညံတော့ကန်ကောင်းမယ်လို့ပြောတယ်နော်အဲ့တော့ကိုယ်ကတော့ဒီလိုမျိုးဒါမမြင်ရတဲ့ဒီလိုမျိုးကပုံကိုယ်တွေကိုယုံကြည်ကြရဲ့မောင်မိုက်တွေမှာပါတာဘယ်လိုလေးရှိလဲအဲ့ဒါပြောပေးပါဘယ်လိုခေါ်မလဲဘယ်လိုပြောမလဲကျွန်တော်တို့တွေကပေါ့နော်နတ်ဆိုတာကမယုံလို့မရဘူးဟိုကျွန်တော်တို့ရိုးရလည်းဖြစ်တယ်ကျွန်တော်တို့39မင်းဆိုတာလည်းကျွန်တော်ကိုယ်နဲ့မောင်သက်ကလည်းရှိတယ်ကျွန်တော်ရိုးရနတ်တွေလည်းရှိတာပေါ့နော်ကျွန်တော်အမိအဖတွေလက်ထက်ထဲကကိုးကလာတဲ့ကျွန်တော်ဆိုတော့ဘေးကမြင်းပြူရှင်ပေါ့နော်အညာသားအမေကအောက်သူဆိုတော့ရန်ကုန်သူဆိုတော့တလိုင်းအမေနန်ဂရိုင်းပေါ့အဲ့တော့ကျွန်တော်တို့ဒူလူရိုးရတဲ့ကူးွက်တာရှိသလိုဒီလိုပွဲမျိုးတွေမှာလည်းကျွန်တော်ဗာလီနက်စာကျွေးပွဲတွေမှာလည်းကျွန်တော်လာပြီးတော့အဲ့လိုစေတဲ့ရည်စူးဆူတောင်းပေါ့နော်အဲ့တော့ဘောမေတော်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ငယ်ငယ်လေးတွေကအဲ့လိုစေတဲ့မှာချစ်လာခဲ့ရတဲ့မေတော်ကြီးဖြစ်တဲ့အတွက်မေတော်ကြီးဆူတောင်းပြီးရင်လည်းအရာရာခုအတွက်ကပြည့်စုံတယ်လို့ခံယူပါတယ်အဲ့လိုပြည့်စုံမယ်လို့လည်းပြည့်စုံခဲ့ပူပါတယ်အဲ့ဒါကြောင့်မလို့အခုလည်းဆူပြီးတဲ့အတိုင်းပြည့်ပါစေလို့လည်းဆူတောင်းပါတယ်မဆင်လည်းအဲ့လိုပါပဲသူကလည်း तू မပြောတတ်လို့သာ